ကောင်းလေးကသူ့အမေချက်တာစားလိုက်တိုင်းသူ့မဲ့လုံးရှင်မှာထူးဆန်းတဲ့ကနန်းတွေပေါ်လာတယ်ဒါပေမဲ့ထူးဆန်းတာကသူအပင်အစားအစာတွေစားရင်နံပါတ်တွေကမပေါ်ဘူးသူအမေရဲ့လက်နဲ့ချက်ထားတဲ့အစားအစာတွေစားပြီးတိုင်းကိန်းကနန်းတွေကရော့သွားတယ်သူ့မဲ့လုံးမှာတစ်ခုခုမှားနေပြီထင်လို့ဆေးရုံကိုသွားကစစ်ဆေးမှုမျိုးစုံလုပ်ခဲ့ပေမဲ့ရလက်ကအားလုံးပုံမှန်တိုင်းထင်နေပါတယ်သူအမေရဲ့ဟင်းချက်ထားတွေကိုစားပြီးတဲ့အချိန်တိုင်းရော့ကျသွားတဲ့နံပါတ်အရေးအတွက်ဟာထင်ယောင်ထင်မှားမဟုတ်ဘူးဆိုတာကိုသူသဘောပေါက်လာခဲ့ပါတယ်တညတွင်ကွယ်လွန်သွားတဲ့သူ့အဖေကိုအိမ်မထဲမှာမြင်ပါတယ်သူ့အဖေကနံပါတ်တွေကဘဝတက်တန်းကိုပြောပြနေတာဆိုပြီးပြောပါတယ်တုံညရောက်တဲ့သူ့အမေကသူ့ကိုထားသွားခဲ့တယ်မသွားခင်မှာကံကြမ္မာကပြောင်းလဲနိုင်တယ်ဆိုတာကိုသူ့အဖေကသတိပေးခဲ့ပါတယ်သူနိုးလာတဲ့အခါထိုးစကားများကိုခေါင်းထဲမှာမှတ်ထည့်ထားခဲ့ပါတယ်သူ့အမေထွက်သွားမယ့်အချိန်ကိုကာကွယ်ဖို့သူ့အမေဟင်းချက်တာကိုစားတာကိုရပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကိုမိဖို့ကြောင့်လည်းထွက်အောင်တက်နိုင်တဲ့မြနီးမျိုးစုံနဲ့ကြိုးစားခဲ့ပါတယ်နေတိုင်းစားဖို့ခေါ်သွားပေမဲ့တိတ်မကြခင်မှာပဲသူ့အမေကကုံကြော့စရိတ်ကိုမခံနိုင်တော့ပါဘူးဒါနဲ့သူကနောက်ထပ်အစီအစဉ်တစ်ခုစဉ်းစားပါတော့တယ်ဆိုးတွင် college တက်ရန်ဆုံးဖြတ်ခဲ့ပြီးသူသာဝေးဝေးမှနေရင်သူ့အမေချက်တာတွေကိုစားရမှာမဟုတ်ဘူးလို့သူတွေးခဲ့တယ်မကြခင်မှာပဲတက်ကတူဝင်ခွင့်ရခဲ့ပါတယ်ဒါပေမဲ့သူ့အမေရဲ့မျက်နှာမှာပျော်ရွှင်မှုမရှိဘူးဝမ်းနည်းမှုနဲ့တုံ့ဆိုခြင်းများစွာနဲ့သူမသည်သူနဲ့အတူနေခြင်းတော်လဲသူမ၏ဘဝတက်တန်းသည်138တို့ကျဆင်းနေခဲ့ပါပြီ15နှစ်အကြာတွင်ကံကြမ္မာကသူ့အပေါ်ရက်ဆက်သည့်လက်ခွက်ကိုထပ်မံပြုလုပ်ခဲ့ပါတယ်သူသည်အစာကင်ကင်ဆာဖြစ်ကြောင်းစစ်ဆေးတွေ့ရှိကဆရာဝန်ကကောင်းလေးမှာအသက်ရှင်မှု3လပဲလိုတော့တယ်လို့ပြောပါတယ်နောက်နေ့တွေမှာတော့သူဘေးမှမသွားတော့ဘူးဆုံးဖြတ်လိုက်ပါတယ်နေ့တိုင်းသူ့အမေအနားမှာနေပြီးသူချက်တဲ့သမင်းကိုစားပါတယ်နေ့ရက်တွေကဝင်းနွေးပြီးတိတ်ဆိတ်နေခဲ့ပါတယ်ပြောင်းလဲတဲ့တကုံထဲသောအချက်ကကိန်းကနန်းများတခီးခီးရော့နေသွားခြင်းပဲဖြစ်ပါတယ်အဲ့ဒီညမှာသူကသူ့အမေရဲ့နောက်ဆုံးသမင်းကိုစားပါတယ်15နှစ်ကြာသူရှောင်ခဲ့သောနံပါတ်တွေနောက်ဆုံးမှာရက်တန့်သွားခဲ့ပါတယ်နောက်ဆုံးမှာကောင်လေးကခွဲစိတ်ဖို့သဘောတူခဲ့ပါတယ်သူ့အမေကသူ့လက်ကိုတင်းတင်းဆုပ်ကိုပြီးမကြောက်ဖို့ထပ်ခါပြောခဲ့ပေမဲ့သူ့နှလုံးသားကတော့ကြောက်ရွံ့မှုတွေနဲ့ပြည့်နှံနေခဲ့ပါတယ်ကောင်လေးကသူ့အမေကိုတယောက်တည်းထားခဲ့ရမှာကိုကြောက်နေခဲ့ပါတယ်ကံကောင်းထောက်ကြောင့်ပါနဲ့ခွဲစိတ်မှုကအောင်မြင်ခဲ့ပါတယ်ကောင်လေးကဘီးဆေးစွာနိုးလာခဲ့လို့ဆရာဝန်ဒီကလည်းအန်အော့စရာလို့ဝိုက်ပြောပါကြတယ်ကောင်လေးကပြန်လဲကောင်းမွန်လာပြီးမကြခင်ဆေးရုံကစိမ့်အခွင့်ရခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အချိန်မှာပထမဆုံးလုပ်ခဲ့တာကသူ့အမေအတွက်အမဲထားဆွတ်ပြုတ်ကိုချက်ဖို့ပါဒါဟာကောင်လေးအတွက်ပထမဆုံးဟင်းချက်ဖို့တဲ့အချိန်ပါကိန်းကနန်းတွေတုံညဖြီးသွားမှကြောက်လို့မျက်လုံးတွေကိုတော့မိတ်လိုက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအစားနံပါတ်တွေတက်လာတယ်အဲ့ဒီအခိုက်ခဲမှာကံကြမ္မာကိုအမှန်တကယ်ပြောင်းလဲနိုင်တဲ့အရာဟာထိတ်တက်ရင်ဆိုင်တာပဲဆိုတာကိုသူနားလည်သွားပါတယ်အမိကိုမဆုံးရှုံးခြင်းဘူးဆိုရင်အမြင်စားတာနဲ့မလုံလောက်ဘူးအရေးကြီးတာကသူမပြင်ဆင်ပေးတဲ့အစားအစာတစ်ခုကိုတန်ဖိုးထားပြီးစိတ်နှလုံးပြည့်စွာနဲ့စားတော့ခြင်းပဲဖြစ်ပါတယ်